ခင်ကတော့တေးချတယ်သူ့ကိုယုံကြည်လက်ခံဘယ်တော့မှစိတ်မပြေရဘူးဘယ်တော့မှမျောလင့်ချက်လည်းမမြင်ရဘူးအသက်ရှင်နေတဲ့ကာလပတ်တော့ပဲမဟုတ်ဘူးခြာဝရကာလကြီးအာမခံချက်အပြည့်ပေးတော့ဘုရားရှင်ဖြစ်တယ်ထိုဘုရားကိုလက်ကုပ်တီးပြီးတော့မှချီးမွမ်းရဟာလေလုယာဘုရားရှင်နာမကိုကြည်ပါစေဆိုတော့အဲ့ဒီဘုရားရှင်ကခြာဝရကာလကြီးတိုင်အောင်အာမခံချက်အပြည့်ဝပေးတာတော့ဘုရားရှင်ဖြစ်တယ်ထိုယေရှုခတ်တာလေးတင့်ကိုကောင်းကင်နိုင်နဲ့အဖရဲ့အိမ်တော်ကိုအရောက်ပို့ပေးနိုင်တော့ဘုရားရှင်ဖြစ်တယ်ဘယ်သူကမှမပို့ပေးနိုင်ဘူးဒါကြောင့်မိတ်ဆွေတည်အသက်ရှင်တဲ့ခါမှာအခုနကပြောသလိုပဲတည်တည်သွားရင်တင်ပြန်မဲ့နေရအိမ်ရှိပြီလားအခုကျမတို့ဖះတောင်းလာတယ်ပြန်သွားရင်ပြန်မဲ့နေအိမ်အတိအကျတော့ရှိကြတယ်လေအိမ်ကောင်းကောင်းမကောင်းကောင်းဘယ်လိုပဲဖြစ်ဖြစ်ပြန်မဲ့အိမ်တော့ရှိကြတယ်ဟုတ်တယ်မလားကိုယ့်အိမ်ကိုရှိတယ်ကိုယ့်အိမ်ကိုပြန်ရတယ်ဒီမှာကျမတို့မိသားစုမှာတချို့တော့သားသမီးတွေပြန်ရမယ့်အိမ်မရှိဘူးပြန်ရမယ့်မိဘနေရာမရှိဘူးတချို့တွေပေါ့တချို့တွေကတော့သူ့နေရာနဲ့သူရှိကြသေးတယ်ဆိုတော့လောကကြီးမှာတဏှာရသွားရင်ကိုပြန်ရမယ့်အိမ်ကိုပြန်ရမယ့်နေရာကိုအိပ်ရမယ့်နေရာကိုမိသားစုတွေမရှိတာလေတော်တော်လေးကိုကြည်ပွဲရဝမ်းနဲ့ဆရာသိကောင်းတယ်လောကကြီးမှာတော့မှဒီလိုအဖြစ်ပြက်လေးဒီလိုခံစားရတယ်ဆိုရင်ခြာဝရနဲ့ဆိုင်တဲ့ကာလတစ်ခုလုံးမှာတင်ပြန်ရမယ့်နေရာမတိချဘူးဆိုရင်တော့ဘယ်လောက်တောင်ဝမ်းနေစရာကောင်းမလဲနားလည်နိုင်ဖို့ဖျားရှိကောင်းကြည့်ပေးပါစေလောကမှာတင်အသက်ရှင်နေအချိန်တိုင်းခေါ်တော်မူခြင်းခံမယ်ဒါပေမဲ့တင်တည်သွားလို့ခေါ်တော်မူခြင်းခံလို့တင်ပြန်မယ့်နေရာကကောင်းခင်မဟုတ်ပဲငရဲတာရောက်သွားရင်ထာဝရတော့ထာဝရဘယ်လောက်ကြောက်ဖို့ကောင်းတယ်လဲထာဝရတင်ပြန်မယ့်အိမ်ကကောင်းခင်မဟုတ်ခဲ့ပဲငရဲတာဖြစ်နေတယ်ဆိုရင်အခုလောကမှာတင်အသက်ရှင်နေတော့လေယေရှုဖခင်ကိုရပြီလားဆိုတာပြန်ပြီးစိတ်ချမှုရှိပါစေ။တီးရုံတက်တက်ပဲမဟုတ်ဘူး။အုံနောက်အသွေးပဲမဟုတ်ပဲနဲ့နှုတ်အားဖြင့်ပဲမဟုတ်ပဲနဲ့နှလုံးသားနဲ့ယေရှုကိုလက်ခံထားတဲ့သူတွေဖြစ်ဖို့ဒီနေ့ဒီနှုတ်ဘတ်တော်ကအရောက်စီတိုင်းကိုပြန်ပြီးတော့မှစကားပြောတော့အရာဖြစ်တယ်။တီးချစေချင်တာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတင်ပြန်မဲ့နေရာတီးချပြီလား။တင်ပဲကိုပြန်မလဲ။တင်ပဲကိုပြန်မလဲတောင်ကြီးကနေကြော်လာပြီးအိမ်ပြန်လာတဲ့ကရန်ကုန်လာတဲ့ခါမှာတော့ပြောတယ်ငါအိမ်ငါပြန်ရတယ်အိမ်မေငါဘာအိမ်ရှိတယ်ငါမိသားစုရှိတယ်နော်ငါဒီမှာငါနေရာငါသားသမီးတွေရှိတယ်ဆိုပြီးကိုယ့်အိမ်ကိုပြန်လာရတော့ပြောတယ်ညီတက်ချင်းတစ်ခုရှိသွားတယ်အသွားနဲ့အပြန်မတူတော့ဘူးညီတက်ချင်းရှိသွားတယ်ငါအိမ်ငါပြန်တယ်ဘာမှစိတ်ပူစရာမလိုတော့ဘူးနော်